မြန်မာနိုင်ငံမှာထွက်ခွာနိုင်ငံရဲ့ချဝီမှာမိသားစုစင်ပြေအောင်လို့ဝိုင်းရအတွက်ကိုကြိုးစားရှာတဝါလုံးနိုင်ငံကြီးကိုအချင်းချင်းလို့မဟုတ်ရပါပြောလို့လည်းမဟုတ်ရပါဘူးဟာအမေမျိုးလေးတို့အတန်းပညာမှမပြည့်စုံနေတာဗျာချိန်လုံးဆိုချစ်သူလေးလေးလွမ်းနေတော့မှာကြာပြီမေလေးငွေဆိုရလူစကားပြောလို့နှလုံးသားကိုသတိကြရအောင်မှာတွေ့ကြည့်လို့ဆန္ဒမှာနိုင်ငံတွေချားလို့ရမှာမိဘလူလုံးစိတ်ချနိုင်မလေးဟာမပြည့်ကြည်နော်ပြည်စုံကြီးရင်ကြီးပြန်လာပြီးအချစ်တို့ရှိရစီမြန်မာနိုင်ငံမှာထွက်ခွာနိုင်ငံရဲ့ချဝီမှာမိသားစုစင်ပြေအောင်လို့ဝိုင်းရအတွက်ကိုကြိုးစားရှာတဝါသောနိုင်ငံကြီးကိုအချင်းချင်းလို့မဟုတ်ရပါပြောလို့လည်းမဟုတ်ရပါဘူးအမေမျိုးလေးတို့အတန်းပညာမှမပြည့်စုံနေတာဗျာချိန်လုံးဆိုချစ်သူလေးလေးလွမ်းနေ